皆さんこんにちは。生にまそろしんえ、重要カンリ担当ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်နဲ့ခန်းရီခီကျွန်းဒီစီမံခန့်ခွဲတဲ့စံချိန်စံတော့ရှုပ်ခွေနော်အိုခိုကဒီစားတော့ကုန်အများစုကတဲ့ဂျူယောခန်းရီတန်ကိုဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ကိုခိမဲတဲ့တတ်မှတ်ပြီးတော့ကြတော့ခန်းရီဆူရူဟီစီယောကအာရီမတ်စီမံခန့်ခွဲမှုတွေဒီပြုလုပ်ဖို့အတွက်လိုအပ်ပါတယ်တဲ့ဒိုးကိုကဘယ်နေရာကဂျူယောခန်းရီတန်ကာကိုဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ဆိုတာကိုရှုပ်ခွေနေရောတဲ့စားတော့ကုန်အမျိုးအစားပေါ်မူတည်ပြီးတော့ကြတော့အီရိုတဲ့အမျိုးမျိုးရှိပါတယ်တဲ့တတ်သွေးပါဥပမာအားဖြင့်ဆိုလို့ရှိရင်စိုးဆိုင်တော့ဘာအီအရန်ဟင်းထုတ်လုပ်တဲ့အခြေအနေဆိုနို့စိုးဆိုင်ကအဲ့ဒီအရန်ဟင်းထုတ်လုပ်တဲ့ဒီလုပ်ငန်းကတဲ့ခါနဲ့ဆိုဆူရူမိုနိုကသူကအပူပေးချက်ပြတ်ရတဲ့ဒီအရာတွေလားခါနဲ့ဆိုချောရီစီနိုင်မိုနိုကတဲ့အပူပေးစရာမလိုဘဲနဲ့ဒီချက်ပြတ်ရတဲ့အရာတွေလားဆိုတာကိုတဲ့ဂျူယောခန်းရီတန်နေနာတို့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ဖြစ်တဲ့ခိုးတေကချီကတ်တက်ခီမတ်သူကကျတော့လှုပ်ဆောင်မှုတွေကကွဲပြားပါလိမ့်မယ်တဲ့ဂျူယောခန်းရီတန်တဲ့ဝဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်တွေကခန်းရီခေကျုံကိုဒီစီမံခန့်ခွဲတဲ့စံချိန်စံနှုန်းတွေကိုခန္ဓာရစုမဖြစ်မနေမမောရနာခဲတယ်ပါဤခဲမဆန်မလိုက်နာလို့မရပါဘူးတဲ့ရှုပ်ကုတ်ဟင်းကိုစားတောက်ကုန်တွေကိုစိတ်ဆိုးစုရုဘာဤနိထုတ်လုပ်တဲ့ဒီအခါမှာဂျူယောခန်းရီတန်တုံနာတို့သူကကျတော့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ဖြစ်တဲ့ဒါယောတခိနာခိုးတေယူကဒီအရေးကြီးတဲ့လုပ်ငန်းစဉ်ကဇူကီနိုအီဆိုဆိုဒက်အောက်ပါအချက်၅ချက်ပဲဖြစ်ပါတယ်တဲ့ဂူတိုင်းတက်ခီနီဝရေဘွားအပြင်ဆိုလို့ရှိရင်ခိုးနိုးရှိုးတော့အဲ့ဒီထဲမှာမာတဲ့ဤပန်းအိစိခန်းတွေကိုဒီအထွေထွေပုံမှန်ကင်းစင်ရရဲ့ဒီစီမံခန့်ခွဲမှုကိုဆန်ရှော့တဲ့ကူရာဆိုင်သူကလေ့လာပါတဲ့နံပါတ်1ကခါနယ်စောစာကင်းအပူပေးပို့တက်ခြင်းနံပါတ်2ကခါနယ်ဆိုစတာအတူဒီအပူပေးပို့တက်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်ရဲခရခုပြန်လဲအေးခံခြင်းနံပါတ်3ယာခုဆိုင်နီယောတို့ဒီစေဝါပစ္စည်းတွေနဲ့စာကင်းပို့တက်ခြင်းနံပါတ်4မှာဆိုလို့ရှိရင်ခင်းစောကုတန်ချီကီတတုရှာဖွေဖော်ထုတ်တဲ့ဆယ်နံပါတ်5ကကြတော့အေကုဆုဆန်အီဘုဆုကန်ရှုစကီသူကကြတော့ H3 မူမမန်ပစ္စည်းတွေကိုရှာဖွေဖော်ထုတ်တဲ့ဆယ်တဲ့နံပါတ်3မှာဆိုလို့ရှိရင်ခန်းရီခေကျွန်းခါတာတော့ဒီစီမံခန့်ခွဲထားတဲ့စံချိန်စံနှုန်းတွေကနေပြီးတော့ကြတော့အီဆွတာဆော့သူကကြတော့မလိုက်နာခြင်းနေတဲ့ချူရှင်းအုံးတို့ဒီအလဲဘဟိုအတွင်းပိုင်းကြတဲ့အပူချိန်ကိုနာနာဂျူကောတို့တဲ့ဒီ85ဒီဂရီဆဲလ်စီယပ်ဤပွန်ကန်ဤကျော်သူကကြတော့85ဒီဂရီဆဲလ်စီယပ်10မိနစ်နဲ့အထက်ခါနယ်ဆူဆူတို့အပူပေးမယ်လို့ခိမက်တာနော်နီသတ်မှတ်ထားခဲ့ပေမဲ့တဲ့ဂျီဆိုင်နီဝတကယ်လက်တွေ့မှာဆိုလို့ရှိရင်ချူရှင်းအုံးတို့ဟိုအလဲဘဟိုအတွင်းပိုင်းအပူချိန်ကိုနာနာဂျူတို့တဲ့သူကကြတော့80ဒီဂရီဆဲလ်စီယပ်ဤပွန်ကန်ကဒီ10မိနစ်ကလွဲပြီးတော့ကြတော့တဲ့ခါနယ်ဆူစာကင်စတေဤနာခတာဘာကြီးရဒီအပူပေးပို့တတ်တာတွေကိုမလုပ်ခဲ့တဲ့အခြေအနေနဲ့ယာကုပီပီယန်တော့စာကင်းအခီနီသူကကျတော့100ပီပီယန်ပြင်းအားရှိတယ်တဲ့ဒီစာကင်းဆိုတဲ့ဒီပိုးသက်ဆေးရည်မှာဂျူပေါကန်စခဲ့တဲ့7မိနစ်စိန်ပြီးတော့ကျတော့စာကင်းစုရုတို့ဒီပိုးသက်မယ်လို့ခိမက်တာနော်နီသတ်မှတ်ထားခဲ့ပေမဲ့ဂျီဆိုင်နီဝတကယ်လက်တွေ့မှာဆိုလို့ရှိရင်ယာကုပီပီယန်တော့စာကင်းအခီနီ100ပီပီယန်ပြင်းအားရှိတဲ့ဒီပိုးသက်ဆေးမှာဂေါ်ပွန်ကန်စကဒီ9မိနစ်ကလွဲပြီးတော့ကျတော့စကတဲ့အိနာခတာဘာအိနာတို့သူကမဆိုင်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်ခိမက်တာခန်းရီခီကျွန်းကဒီတတ်မှတ်ထားတဲ့ဒီစံချိန်စံနှုန်းတွေကဂျီဆိုင်နီဝတကယ်လက်တွေ့မှာဆိုလို့ရှိရင်မမိုးရတဲ့အိနာခတာခိုးတို့ဒီမလိုက်နာခဲ့တဲ့အကြောင်းအရာတွေကိုတဲ့ခန်းရီခီကျွန်းခါတာတော့ဒီစီမံထားတဲ့စံချိန်စံနှုန်းတွေကနေပြီးတော့ကြတော့အီဆိုတာဆွတ်တို့အီမတ်မလိုက်နာခြင်းလို့ခေါ်ပါတယ်တဲ့ဂျူယောခန်းရီတန်ကဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်တွေကတဲ့ခန်းရီခီကျွန်းခါတာဒီစီမံထားတဲ့စံချိန်စံနှုန်းတွေကနေအီဆိုတာဆိုစတာခိုတိုကိုသူကမလိုက်နာခဲ့တဲ့အကြောင်းအရာတွေကိုစတာတိုခီဝသူကတီးပြီးတဲ့အခါမှာဆိုလို့ရှိရင်စုကုနိချက်ချင်းပဲစခိနေရှာအဲသူကတာဝန်ခံကိုတဲ့ဟိုကိုကိုရှိနာခဲ့တယ်ပါဤခဲမဆန်အစင်ခန္ဓာမတင်လို့မရပါဘူးတဲ့ခန်းရီခေကျွန်းခါတာအရေးကြီးတဲ့ဒီစီမံခန့်ခွဲမှုအချက်တွေကနေပြီးတော့ကြတော့အီဆိုတာဆိုစတာဘာယီဝသူကမလိုက်နာခဲ့တဲ့အခြေအနေမှာဇူကီနိုယောနာအောက်ပါအတိုင်းခိုင်ဆန်းဆိုချီကိုဒီပြုပြင်ရေးဒီအစီအစဉ်တွေကိုတဲ့အိုကိုနာတက်ပြုတ်လုပ်ပြီးတော့ကြတော့ရှော့ခုရင်တော်နာကနေစားတောက်ကုန်တွေရဲ့အထဲမှာခိခိုင်ရောအင်းကဒီဘေးဘက်အနေရတွေကတဲ့နော်ခိုးရနိုင်ရောနီစီနာခဲ့တယ်ပါဤခဲမဆန်ဒီဘေးအနေရတွေကမကြံအောင်တတိထားရပါမယ်တဲ့နောက်ကိုထပ်ပြီးတော့ကြတော့တဲ့ခိုင်ဆန်းဆိုချီကိုဒီပြုပြင်ရေးအစီအစဉ်တွေကိုအိုကိုနာတိုခီဝဒီပြုတ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာရစုမဖြစ်မနေစခိနေရှာနော်ရှိချီနီတာဝန်ခံရဲ့ညွှန်ကြားချက်တွေကိုတဲ့စတာ9တက်ခူတာဆိုင်လိုက်နာပါတဲ့နံပါတ်4မှာဆိုလို့ရှိရင်ခိုင်ဆန်ဆိုချီသူကကျတော့ပြုပြင်ရေးအစီအစဉ်နဲ့ဂျူယောခန်းရီတန်ကအရေးကြီးတဲ့ဒီစီမံခန့်ခွဲမှုအချက်က
ခန်းရီခီကျုံကာရဒီစီမံခန့်ခွဲတဲ့စံချိန်စံနှုန်းတွေကနေအီဆိုတာဆိုစီတေအီဒဘာကြီးဒီမလိုက်နာခဲ့တဲ့အခါမှာဆိုလို့ရှိရင်မာတာနောက်ထပ်ကကြတော့အိုနာချင်းယောနာဒီတူညီတဲ့အီဆိုတာဆိုကိုရှနိုင်ယောနေသူကမလိုက်နာတဲ့အကြောင်းအရာတွေကိုတဲ့ရှင်းနှက်ခဲ့တဲ့ပါအီခဲမဆန်ထပ်မပြအောင်တတိထားရပါမယ်တဲ့ဆိုရီမတဲ့နီအဲ့ဒီအချိန်အထိကိုစကူတာရှော့ကိုဝင်ဖို့ဒီပြုလုပ်ခဲ့တဲ့စားတောက်ကုန်တွေကိုဒိုးစုရုနော်ကဒီဘယ်လိုပြုလုပ်ရမလဲဆိုတာကိုအဲ့ဒါဘယ်လိုပြုလုပ်ရမလဲဆိုတာကိုအနောက်မှာဘာတွေလဲဆိုတာပေးထားတယ်စတေရုနော်ကလွန့်ပြရမလားစကူရီနာအိုစုနော်ကသူကကြောပြုပြင်ရမလားဆိုတာတွေကိုတဲ့ခီမဲနာခဲတယ်ပါအီခဲမဆန်သတ်မှတ်လို့မရပါဘူးတဲ့ခိုနိုဖတာဆိုနိုဟီဆိုရနာဆိုချီနိုကိုတိုဒီအရေးကြီးတဲ့အချက်နှစ်ချက်နဲ့ပြုပြင်ဆောင်ရွက်ခြင်းကိုတဲ့ခိုင်ဆန်ဆိုချီတိုအီမတ်ပြုပြင်ရေးအစီအစဉ်လို့လည်းခေါ်ပါတယ်တဲ့တတ်တော်ရဲ့ပါဥပမာအားဖြင့်ဆိုလို့ရှိရင်တဲ့ကွန်ပီယာနော်ခနဲ့ဆိုစုံကိုဒီကွန်ပီယာနဲ့ပြုတ်လုတဲ့ဒီပေါ့အပူပေးတဲ့စုံတွေကိုတဲ့တိုရူဆိုကုတိုကဒီဖြတ်သွားတဲ့အရှိန်တွေကဟယာစကီတဲ့မြန်ပြီးတော့ကြတော့တဲ့ချူရှင်းအွန်းတိုကဒီအလဲဘိုအတွင်းပိုင်းအပူချိန်ကတဲ့ဂျူးပေါ်နီလုံလုံလောက်လောက်တာကခုနတဲ့ဤနခတာဘာကြီးဝဒီမြန်မာမှုမရှိတဲ့အခြေအနေမှာကွန်ပီယာနိုဆိုခုတိုကိုဒီကွန်ပီယာရဲ့ဒီ line တွေရဲ့အရှိန်တွေကိုတဲ့အိုဆိုခုစုရယောနီနှေးအောင်လုပ်တာမျိုးချောစိစုရခိုးတိုတော့ဒီချိန်ကြီးချင်းနေနဲ့ခါနဲ့ဆိုဖုဆိုခုနိုမိုနိုဒီအပူပေးတာမျိုးတွေမလုံလောက်တဲ့ပစ္စည်းတွေကိုဟိုက်ခီစုရခိုးတိုကဒီစွန့်ပစ်တာတွေကကြတော့ခိုင်းစန်းဆိုချီတော့ဒီပြုပြင်ရေးအစီအစဉ်တွေနဲ့တဲ့ခန်းကရတာထဲမှာစဉ်းစားနိုင်ပါတယ်တဲ့ခင်းဆိုခုတန်ချီခီကတတုရှာဖွေဖော်ထုတ်တဲ့စက်တွေကစေကျော်နိတေတေချာချာခီနိုစတေနကတာဘာဒီမလို့ဆောင်ခဲ့တဲ့အခြေအနေမှာဆိုလို့ရှိရင်စေကျော်နိခီနိုစုရယောနိဒီပုံမှန်လို့ဆောင်တယ်လို့မျိုးခိကိုင်ဖို့ဒီစရန်နေရာတွေကိုချောစိစုရတိုဒီချိန်ကြီးချင်းနေနဲ့စွနိုးဝဲတဲ့အဲ့ဒီလိုမျိုးတဲ့ချောစိစတာခင်းဆိုကုတန်ကြီးကြီးတဲ့ဒီချိန်ကြီးထားတဲ့တတုရှာဖွေဖော်ထုတ်တဲ့စက်တွေနဲ့မောင်ကြီးတို့နောက်တဲ့ချိန်ခန်းစားစုရခိုးတို့မှုဒီရှာဖွေစစ်ဆေးခြင်းတွေနဲ့ခိုင်းစန်းဆိုချီတဲ့သူကကျတော့ပြုပြင်ရေးအစီအစဉ်တွေပဲဖြစ်ပါတယ်တဲ့နံပါတ်5မှာဆိုလို့ရှိရင်ခီလိုခုမှတ်တမ်းတင်ခြင်းတဲ့ဂျီရှိရှတာသူကကြတော့တကယ်လုံးဆောင်ခဲ့တဲ့ဂျူယောခရီတန်တော်ခရီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်လက်ရဲ့စီမံခန့်ခွဲတဲ့ခီလိုခုရဒီမှတ်တမ်းနေနဲ့ခရီခီကျွန်းတော့ဒီစီမံခန့်ခွဲတဲ့ဒီစံချိန်စံနှုန်းတွေရဲ့အီဆိုတာဆုချီတော့သူကကြတော့မလိုက်နာခဲ့တဲ့ဒီအချိန်တွေရဲ့တဲ့ခိုင်ဆန်းဆိုချီနာတို့ဒီပြုပြင်ရေးအစီအစဉ်အစာရှိတဲ့ HACCP ကိုဒီ HACCP အချက်တွေကိုဒိုနိုယောနိဘလိုမျိုးဂျီရှိစတာနော်ကာကိုဒီလက်တွေ့ဆောင်ရွက်ခဲ့တယ်ဆိုတာကိုခီရိုခုနီနော်ခိုးဆာနာခဲတဲ့ပါအီခဲမဆန်မှတ်တမ်းတွေကိုမတင်ထားလို့မရပါဘူးတဲ့ခီရိုခုနော်ခိုးဆူဆူခိုးတိုတဲ့သူကကျတော့မှတ်တမ်းတွေခြံထားတဲ့အတွက်ကြောင့်မို့လို့ခိကန်ယောအင်းကိုဘေးဘတ်အနေရတွေကိုဂျော်ကျော်ဆူရထားမယ်နိဖယ်ရှားဖို့အတွက်တက္ကီဆေဆနာခမ်းရီဂျူတန်းတဲ့သူကကြောင့်တင့်တော်တဲ့စီမံခန့်ခွဲတဲ့နီလန်းနေနဲ့ဆွနိုးလျှော့ကိုဟင်းကအဲ့ဒီစားတောက်ကုန်တွေကစိဆိုးစာရဲတာခိုးတို့ကိုထုတ်လုပ်ထားခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုခန်းရှော့ဆူရခိုးတို့ကဒေကီမတ်ရှာဖွေတာမျိုးတွေကိုလုပ်နိုင်ပါတယ်။ဤပန်အိစိခန်းရီတဲ့မို့ဒီရေဘူးအပြင်ပိုမကင်းစင်တန်ရှင်းရေးမှာလည်းပဲဂျူယောခန်းရီတန်တဲ့မို့အရေးကြီးတဲ့ဒီစီမံခန့်ခွဲမှုအချက်တွေမှာလည်းပဲအစ်စွတ်ဘလူအချိန်မှာဓားတွေကဘသူကဒိုနိုယောနိဘလူမျိုးခီလိုကူဆူရုနော်ကမှတ်တမ်းတင်ထားလဲဆိုတာကိုထဲချုံးကိုဒီလုံပုံကိုင်မုံတွေကိုအာရာကကြီးမဲခိမဲနာခဲတယ်ပါဤခဲမဆန်ဒီကြိုတင်ပြီးတော့ကြတော့မတတ်မှတ်ထားလို့မရပါဘူးတဲ့တတ်တော်ရဲ့ပါဥပမာအပြင်ဆိုလို့ရှိရင်ရိန်ဆိုးကုန်တော့နာကတော့အေးကန်းနေတဲ့မှာအွန်းတို့ကိုအပူချိန်ကိုအစ်စွတ်ဘဲချိန်ဓာတ်တွေကဘသူကဒိုနိုယောနိဘလိုမျိုးခီလိုကိုဆူရုနော်ကမှတ်တမ်းတင်ထားလဲဆိုတာခန်းနေဆိုစားတဲ့တာဒီအပူပေးထားတဲ့ဟမ်ဘာခုတော့ဒီဟမ်ဘာဂါရဲ့ချူရှင်းအွန်းတို့ရဒီအလဲဘောအတွင်းပိုင်းကြတဲ့အပူချိန်နဲ့စကတာစာကင်းအဲခီနောဒီအသုံးပြုထားတဲ့ဒီပိုးသက်စေးရဲ့နိုးတို့ကိုဒီပြင်းအားတွေကိုအီစွတ်ဘဲအချိန်မှာဓာတ်တွေကဘသူကဒိုနိုယောနိဘလိုမျိုးခီလိုကိုဆူရုနော်ကမှတ်တမ်းတင်ထားလဲဆိုတဲ့အချက်တွေနာရိုသက်အဆရှိတဲ့ဖြင့်ဖြစ်ပါတယ်တဲ့အွန်းတို့ရအပူချိန်နေနိုးတို့ရဒီပြင်းအားတွေကြီးတန်ဝဒီကြာချိန်တွေကိုတဲ့အပူချိန်တွေပြင်းအားတွေကြာချိန်တွေကိုဟာကတာတိုခိတိုင်းတာတဲ့အခါခခုနိစတာတိုခိနိဒီစစ်ဆေးတဲ့အခါတွေမှာဆိုလို့ရှိရင်တဲ့စုခုခီလိုကိုရှီနာခဲ့တယ်ပါဤခဲမဆန်ဒီချက်ချင်းပဲမှတ်တမ်းမတင်လို့မရပါဘူးတဲ့မှတ်တမ်းတင်ကိုတင်ရမယ်အတူတဲ့မာတိုမဲတဲ့အတူတဲ့နောက်မှာပဲမာတိုမဲတဲ့သူကစူးစီးပြီးတော့ကြတော့မှာတဲ့ခီလိုခုရှိတဲ့ဝဤခဲမဆန်မှတ်တမ်းတင်လို့မရပါဘူးတဲ့ဤစွမိုခိုးသားခါရတော့သူကအမြဲတမ်းဒီလိုပါပဲဆိုပြီးတော့ကြတော့တဲ့ဟာကာရူမိုင်နိမတိုင်းတာခင်မှာခီလိုခုရှိတဲ့ဝါဤခဲမဆန်ဒီမှတ်တမ်းတင်လို့မရပါဘူးအမြဲတမ်းဒီလိုပါပဲဆိုပြီးတော့ကြတော့ဒီမှတ်တမ်းတင်လိုက်လို့လည်းမရပါဘူးတဲ့ခခုနီစတေအီနိုင်နော်နိဒီစစ်ဆေးတာတွေကိုမလုပ်ဘဲနဲ့လေတဲ့ခီလိုခုရှိတဲ့ဝါဤခဲမဆန်ဒီမှတ်တမ်းတင်တာမျိုးတွေမလုပ်ရပါဘူးတဲ့ကြီးကြီးစတဲ့နိုင်ခိုးတို့ကိုဒီအမှန်မဟုတ်တဲ့ကိစ္စတွေကိုတဲ့ခီလိုခုစုရုခိုးတို့ကဒီမှတ်တမ်းတင်ထားတယ်ဆိုတာကကြတော့ဇက်တိုင်းနီစတေဝါဤခဲမဆန်ဒီလုံးဝအောင်မလုပ်ပါနဲ့တဲ့ဒီအမှန်မဟုတ်တဲ့ကိစ္စတွေကိုလည်းမှတ်တမ်းတင်တာမျိုးတွေလုံးဝမလုပ်ပါနဲ့တဲ့ဂျီဘွန်တာခဲနိုဟန်တန်တဲ့ဒီကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲရှူစိတ်စတစ်မို့ဤခဲမဆန်ပြင်ဆင်တာမျိုးတွေလည်းမလုပ်ပါနဲ့